ကဲကျွန်တော်ဒီနေ့တနင်္လာနေ့ညမှာလည်းပွဲစဉ်၄ပွဲတည်ရှိပါတယ်မနေ့ကတနင်္ဂနွေနေ့ကတော့မန်ပါ၃ပွဲလုံးအကုန်ရှုံးသွားပါတယ်အဲ့တော့ကျွန်တော်မန်ပါ2ရက်မြောက်နေ့မှာတော့မိုင်း150မိုင်းပြနေပါပြီကျွန်တော်ဒီ VMB ကတော့1ရက်နိုင်1ရက်ရှုံးဖြစ်တဲ့အတွက်အပေါင်းတော့မပြသေးဘူးပေါ့နော်အရှုံးလည်းမရှိပါဘူးအဲ့တော့ဒီနေ့မှာလည်း9နိုင်ခွဲမှာမောင်တွဲတင်ပေးမယ်9နိုင်ခွဲမှာတော့မန်ပါ3ခွဲနဲ့ VMB တို့ကထွက်ပါမယ်ခုကတော့သုံးသက်ချက်လေးစပါမယ် Brighton နဲ့ဘုံမောက်ကနေစပါမယ် Brighton နဲ့ Bonji 1+90ပေးတယ်ကိုပေါင်းကြီး330ရှုံးဖွင့်ထားပါတယ်လက်ရှိမှာတော့နှစ်သင်းလုံးကခြေသွင်းမရင်တော်တော်လေးစွာတက်နေတဲ့အထက်မှာပါတယ်ဗောနော်ဒါ Brighton ဆိုလဲနောက်ဆုံး5ပွဲမှာ5ပွဲလုံးဂိုးသွင်းထားတယ်အဲ့ဒီကမှကျွန်တော်တို့အသင်းကြီးတွေဖြစ်တဲ့ကျွန်တော် Man City ကိုတေကန်နဲ့ Man U ကိုအနိုင်ကန်တယ်ပြီးတော့ကျွန်တော် Arsenal ကို2-1နဲ့ကရှုံးတယ်တစ်ဖက်ကကျွန်တော်ဒီဘုံမောက်ကတော့နောက်ဆုံး5ပွဲမှာ Arsenal ကိုရှုံးတယ်ဝေးပွဲမှာတော့ Brentford ကိုရှုံးတယ် Chelsea ကိုတော့တေချောင်းကန်တယ်အင်္ဂလိပ်မှာ Spurs ကိုနိုင်ကန်တယ်ကျွန်တော်ဒီ Newcastle နဲ့တော့တေချသွားတယ်ဒါကျွန်တော် penalty မှာတော့သူတို့ထွက်သွားရတယ်ဗောနော်အဲ့တော့လက်ရှိမှာကျွန်တော်ဒီ Premier League ပွဲစဉ်ဒါ22ပွဲမြောက်သူတို့နှစ်သင်းကျန်နေတာပေါ့နော်အဲ့တော့အစစ်သက်နှစ်ကနေပြီးတော့15ကိုပေးတဲ့ဇီဒန်ကတော့တော်တော်လေးပြင်းတဲ့အထက်မှာပါတယ်မနစ်ကလည်းဒီဇီဒန်2ကျွန်တော်80ရှုံး90ရှုံးဖွင့်ခဲ့ပါတယ်လက်ရှိမှာတော့1+90ဒါကတူပါပဲအဲ့တော့ဒီနေရာတစ်ခုမှာကျွန်တော်တို့ဖောင်ရကြည့်မယ်ဆိုရင်တော့နိုင်ပွဲရတော့ဒါ Brighton က2ပွဲနိုင်ထားတယ်ရှုံးပွဲရတော့ကျွန်တော်တို့ဘုံမောက်က2ပွဲအရှုံးပြထားတယ်ပေါ့နော်အဲ့တော့ရှင်းသမိုင်းရကောလူစင်းရကောကြည့်မယ်ဆိုတော့နှစ်သင်းလုံးကဂိုးသွင်းနိုင်တဲ့ခြေစွမ်းတွေရှိပြီးတော့လူစင်းရမှာတော့ကျွန်တော်တို့ဒီဘုံမောက်ကစီမီညိုမရှိတော့ဘောနော်ဒါကသူ Man City ကိုရောက်သွားပြီလက်ရှိမှာကျွန်တော်တို့16ရှိမယ်ကျွန်တော်တို့22ရှိမယ်9ရှိမယ်တစ်ဖက်ကတော့ဒါသူတို့ရဲ့ main line app ပါပဲကျွန်တော် web app တို့ဗီဒီယိုမှာတို့ပဲဗောနော်အဲ့တော့နှစ်သင်းလုံးကတော့ဒါလူစုံတက်လုံးဆိုပေမဲ့ဘုံမောက်ရဲ့တိုက်စစ်ကတော့တယောက်ထက်ရောက်သွားပြန်ပါပြီအဲ့တော့အင်္ဂဝင်အားလဲကောင်းနေတဲ့ Brighton နေနဲ့ဒါအဆင့်ရလဲဘာမှကွာမှုမရှိနေတဲ့ဘုံမောက်ကိုပေးတဲ့ဇီဒန်ကတော့တော်တော်လေးဒါတင်းတဲ့ထဲမှာပါတယ်ပြီးတော့ဘုံမောက်နေနဲ့လဲဝေးခွင်းမှာ10ပွဲမှာတပွဲတည်းနိုင်ပြီးတော့4ပွဲတည်5ပွဲထိရှုံးထားတယ်18ဂိုးသွင်းတယ်29ဂိုးကိုပေးရတယ်တပွဲကို2ဂိုးလုံးပြင်းပြသွင်းနိုင်တယ်လို့တပွဲကို3ဂိုးလုံးပြင်းပြလဲပေးနေရတယ်ဒါကြောင့်မလို့လေသူ Brentford နဲ့ပွဲမှာတော့ကလည်းဒါသူဂိုးပြတ်တွေရှုံးသွားတယ် Chelsea နဲ့ပွဲမှာလည်း2လုံးတိတိပေးလိုက်ရတယ် Newcastle နဲ့ပွဲမှာလည်း3လုံးတိတိပေးလိုက်ရတယ်အဲ့တော့ဝေးခွင်းနေမှာခံစစ်ပြီးတော့တောက်လျှောက်ပေါက်နေတာဖြစ်တဲ့အတွက်အင်္ဂလိပ် Brighton ရဲ့ချစ်လစ်ပုံလဲဆိုရင်ဒီနေ့ညကိုဒါကျွန်တော်တို့ဘုံမောက်ကို AACC နိုင်သွားနိုင်မဲ့အနေအထားတွေရှိတယ်ပြီးတော့ဒါ Brighton နေနဲ့လည်းအင်္ဂလိပ်မှာတပွဲတည်းရှုံးထားပြီးတော့18ဂိုးသွင်းတယ်17ဂိုးပေးရတယ်အဲ့တော့ဒီကောင်းနေနဲ့လည်းဂိုးသွင်းကတပွဲကို2ဂိုးလုံးပြင်းပြရှိတာဖြစ်တဲ့အတွက်ကောင်းကောင်းကြီးဒါဘုံမောက်တို့ကနိုင်ယူသွားနိုင်ပါတယ်ပြီးတော့ဟတ်တူအရာလည်းကျွန်တော်တို့ဘုံမောက်ကိုကျွန်တော် Brighton ကသူ့အိမ်ကနေပြီးတော့၄ချိန်နိုင်မှုလေတစ်ချိန်သေးကြဘူးလေတစ်ချိန်ပဲရှုံးပါတယ်အဲ့တော့ဒီနေ့ညမှာလည်းအနိုင်ဆက်သွားလိမ့်မယ်လို့ပဲထင်ပါတယ်ဒါကြောင့်ဒီဘက်ကိုကျွန်တော် Brighton Body ကိုရွေးချယ်ပေးချင်ပါတယ်နောက်ရဲပါအဲ့ဒါကျွန်တော် Spain La Liga က Elche နဲ့ Sevilla ပါကျွန်တော်ဒီဘက်မှာကျွန်တော် Elche နေနဲ့ကတော့45ရှုံးပေးတယ်ဘော်ဂျီနှလုံး45ရှုံးဖွင့်ရပါတယ်တန်းကြံသင်းကိုတန်းတက်လာတဲ့သင်းအနေနဲ့ပေးတဲ့ဇီဒန်ကြီးက Ancient J ကြီးဖြစ်နေတဲ့အတွက်တော်တော်လေးကိုဒါကပြင်းတဲ့ထဲမှာပါတယ်တစ်ဖက်ကဖောင်ရ၄ပွဲဆက်ရှုံးထားတာမှန်တော့ညာလေသူ့အနေနဲ့လည်းနောက်ဆုံး3ပွဲကခြေနေမလှနိုင်ဘူးเนาะအင်္ဂလိပ်မှာလည်း Villarreal ကို 1-3 နဲ့ရှုံးတယ်ဝေးကွင်းမှာ2ပွဲကလည်းကျွန်တော်တပွဲသေးတပွဲရှုံးတဲ့ခြေနေမလှထားဘူးအဲ့ဒါကိုတစ်ဖက်ကသင်းကလည်းကျွန်တော်၄ပွဲဆက်ရှုံးထားတာဖြစ်တဲ့အတွက်နေသားကတော့နိုင်ပွဲ2ပွဲရထားတဲ့အချီကအသားရတယ်ပေါ့နော်ဒါပေမဲ့လည်းတက်လာတဲ့အသင်းတစ်သင်းအနေနဲ့အိမ်ကွင်းကနေအဲ့လောက်ထိပေးမယ်ဆိုတာတော့ဒါမထင်ထားဘူးပေါ့နော်အဲ့လက်ရှိမှာဒီဈေးတန်းကြီးပေးတယ်တစ်ဖက်ကစီဗီလာကလည်းသူတို့ရဲ့တိုက်စစ်ဆန်းချက်ကလည်းဒါဖူးဖြစ်နေတယ်လက်ရှိမှာကျွန်တော်ရိုမီရိုတယောက်လောက်ပဲအာဂိုလို့ရမယ်ရိုမီရိုကလည်းဝေးကွင်းမှာလောက်ကြီးခြေသမားရင်အားရစမကောင်းဘူးလက်ရှိမှာလည်းသူ့အနေနဲ့ဒီ3ဂိုးလေးပဲသွင်းထားသေးပါနော်စီဗီလာတို့အနေနဲ့ဝေးကွင်းမှာ9ပွဲကို10ဂိုးသွင်းတယ်14ဂိုးပေးရပါတယ်လက်ရှိမှာတိုက်စစ်အားရောက်နေတဲ့ဒီတစ်ခုမှာတော့ဂိုးရနိုင်ခြင်းလွန်မိုမှနဲပါတယ်အချီကတော့အင်္ဂလိပ်မှာ10ပွဲကို18ဂိုးသွင်းနေ10ဂိုးခွင့်ပြုရတယ်တပွဲကိုတဂိုးလုံးပြင်းပြပဲပေးရတာဖြစ်ပြီးတော့အင်္ဂလိပ်မှာလည်းရှုံးပွဲကတပွဲတည်းပဲရှိပါသေးတယ်တော်တော်လေးအင်္ဂလိပ်ကောင်းတဲ့ထဲမှာပါတယ်ကြီးကြီးလေးလေးကစားတဲ့ထဲမှာလည်းပါတယ်ဗောနော်အသင်းကြီးတွေကိုတော့မှဒုက္ခကောင်းကောင်းပေးတဲ့ထဲမှာပါတာဖြစ်တဲ့အတွက်ဒီနေ့ကဒီစီတဲ့ဟာစီလက်ကို90သွားလိမ့်မယ်လို့ထင်တယ်တေးတော့ကြာသွားနေခြင်းရှိပေမဲ့ကျွန်တော်ကအချီကိုနေရတာကပို့ပြီးတော့စစ်ဖြစ်လိမ့်မယ်လို့ထင်တယ်ဒီထဲမှာတော့တေးစားတွေဘာတွေကတော့တော်တော်လေး short ချတာဖြစ်တဲ့အတွက်ဘူကီနီနဲ့တေးကြနိုင်ခြင်းရှိရဆိုတဲ့အရေးအယံမျိုးကိုလည်းထောက်ပြထားတယ်ဒါပေမဲ့ကျွန်တော်တေးဆိုရင်တော့မှ45ရင်းရတာတော့မှန်တယ်တေးချင်းမျောပြီးအောက်ကနေရတာတဲ့အပေါ်ကနေပြီးတော့နေပြီးဖိအားပေးကြည့်ရတာကပို့ပြီးတော့စစ်ဖြစ်မယ်စိတ်သက်သာရလိမ့်မယ်လို့ထင်တယ်ဒါကြောင့်ဒီဘက်ကိုကျွန်တော် H body ကိုပဲရွေးချယ်ပေးချင်ပါတယ်နောက်ရဲပါအဲ့ဒါတော့ကျွန်တော်အီတလီစီးရီးက Cremoni နဲ့ Verona ပါဒီပွဲစဉ်မှာကျွန်တော်တို့ Cremoni နဲ့25ရှုံးပေးတယ်ကိုပေါင်းချင်းနှလုံး25ရှုံးဖွင့်ထားပါတယ်အဲ့တော့လက်ရှိမှာ Cremoni နဲ့ကကျွန်တော် Napoli ကိုဂိုးပြတ်ရှုံးတယ်ဝေးဝေးမှာ Juve ကိုဂိုးပြတ်ရှုံးတယ်ကျန်တာကလည်းကျွန်တော်တို့ဂိုးမသွင်းနိုင်တာဘူးเนาะသူနောက်ဆုံး5ပွဲမှာဒီကက်ကလေးရဲ့တပွဲတွေကိုပဲ2ဂိုးသွင်းသွားပါတယ်တစ်ဖက်ကကျွန်တော် Verona ကလည်းနောက်ဆုံး5ပွဲမှာအဝေးကွင်း Napoli ကို2ဂိုးသွင်းတယ်အိမ်ကွင်းမှာဘောလောနာကို 2-3 နဲ့2ဂိုးသွင်းလာတယ်ကျန်တဲ့3ပွဲသူဂိုးမသွင်းနိုင်ဘူးနှစ်သင်းလုံးကတော့ဖွင့်လိုက်တဲ့အသင်းချင်းတွေ့ရင်တော့ဂိုးတွေသွင်းကြတာကြည့်ပါပဲအဲ့တော့လက်ရှိမှာတိုက်စစ်တွေကိုကြည့်တော့လေနှစ်သင်းလုံးရဲ့တိုက်စစ်တွေကဒါသူတို့ရဲ့ main line ပါပဲကျွန်တော်ဒီ Cremoni မှာလည်းဘာဒီပါမယ်ကျွန်တော်တို့90ပါမယ်နှစ်သင်းနှစ်ယောက်လုံးက9ဂိုးစီသွင်းထားတယ်တစ်ဖက်ကလည်းကျွန်တော်တို့ဒီ Verona ကလည်းကျွန်တော်16နဲ့ကျွန်တော်29နှစ်ယောက်လုံးဂိုးတွေသွင်းထားပါတယ်အဲ့တော့နှစ်သင်းလုံးရဲ့တိုက်စစ်တွေကလုံးဝကဒါလူစုံတက်ဆုံဖြစ်နေတယ်အဲ့တော့ကျွန်တော်အိမ်ဝင်းကြည့်မယ်ဆိုရင် Cremoni နဲ့သူ့အိမ်ဝင်းမှာကျွန်တော်တို့6ပွဲမှာ3ပွဲတည်းပဲရှုံးထားပြီးတော့17ဂိုးသွင်းတယ်73ဂိုးခွင့်ပြုရတယ်တစ်ဖက်က Verona ကတော့ကျွန်တော်တို့ဝေးကွင်းမှာ10ပွဲမှာတပွဲတည်းနိုင်ပြီးတော့9ဂိုးသွင်းတယ်18ဂိုးခွင့်ပြုရတယ် Verona ရဲ့ခံစစ်ကပို့ပြီးတော့
ပေါက်နေတာကိုတွေ့ရတယ်ခက်စစ်အားရုံနေတာကဝေးဝင်းဒီဗီဒီယိုနာကဖြစ်နေရပါတော့အဲ့တော့ဗီဒီယိုနာနဲ့မထူးသက်ခင်းလာမယ် level 2အသင်းလို့ဖြစ်နေတဲ့ Creamoni ကိုဒီပွဲမှာသူ့အနေနဲ့တက်စစ်ဆောင်ရုံအားနဲ့ဖွင့်လိုက်လာနိုင်ချေရှိတယ်အဲ့တော့ဗီဒီယိုနာလည်းဂိုးရနိုင်ချေရှိတယ် Creamoni ကလည်း level 2အသင်းပုံစံမျိုးအောက်ဆုံးရောက်နေတဲ့အသင်းနဲ့တွေ့တော့အမတ်ယူခြင်းစိမ့်နဲ့ဖွင့်လိုက်လာမယ့်နေရာတွေရှိတယ်အဲ့တော့နှစ်သင်းလုံးဒါ1 round နေစကြလိမ့်မယ်လို့ထင်တယ်ဒီပွဲကိုဂိုးဘော်လည်းကြိုက်တယ် body လိုရအင်ရှင်အားကောင်းတယ်လို့အင်ရှင်ချစ်တဲ့ကျွန်တော် Creamoni ကိုပဲရွေးချယ်ပေးခြင်းနဲ့ဝေဝင်းဗီဒီယိုနာကခက်စစ်တော်တော်လေးပေါက်နေလို့ပေါ့နော်အဲ့တော့2-1လို့မြင်ပါတယ် Creamoni body နဲ့ Creamoni ဂိုးဘော်ကိုရွေးချယ်ပေးခြင်းပါတယ်နောက်ဆုံးတစ်ပွဲပါအဲ့ဒါကတော့ကျွန်တော်တို့ Lazio နဲ့ ဂိုးမို့ပါဒီပွဲစဉ်မှာကျွန်တော်တို့ Creamoni နဲ့2ပွဲဆက်ကြီးကြထားတယ်နောက်ဆုံး5ပွဲမှာလည်း3ပွဲဆက်နိုင်ပြီးနောက်ပိုင်းမှာတပွဲသေးနဲ့တပွဲရှုံးဖြစ်သွားတယ်တစ်ဖက်က Lazio ကတော့နောက်ဆုံးပွဲနိုင်တဲ့ပွဲတောင်မှတော်တော်လေးကန်ယူရတဲ့အချိန်မှာပါတယ်အရှိမှလည်းအိမ်ဝင်းမှာဒီ Fio ကိုဒူတော့ကျွန်တော် Napoli ကို 0 နဲ့ရှုံးလာတယ်ကျန်တဲ့ပွဲတွေကလည်းသေရီအဲ့တော့ခြေတစ်ခုကတော့ကျွန်တော်တို့ကိုမိုကပုံပြီးတာစီရနေတယ်မနစ်ကလည်းသူ့အနေနဲ့1 draw ဆိုတဲ့ရလက်မျိုးတွေနဲ့ကန်မှုသွားတယ်ပေါ့နော်သူရှုံးမှုလားဆိုလို့ကိုမိုအိမ်ဝင်းမှာ1 fight နဲ့ပဲကိုမိုရှုံးပါတယ်မနစ်ကတော့ဒီနေ့သူ့အိမ်ဝင်းကနေကစကျွန်တော်2စီးနဲ့နိုင်ထားတယ်လက်ရှိကျွန်တော်တို့လာစီအိမ်ဝင်းကိုပြန်လာရတယ်ကျွန်တော်ဒီဒုတိယကျော်စတွေ့ပြီပေါ့နော်အဲ့တော့လက်ရှိလူစင်းဘာညာကြည့်မယ်ဆိုရင်လည်းကိုမိုနီနဲ့တော်တော်လေးကောင်းတဲ့လူစင်းဖြစ်တယ်မိန်လိုက်ပြီးခဲ့တဲ့ AC Milan နဲ့ပွဲမှာတော့ကလည်းဒါသူတို့အနေနဲ့မကောင်းလို့ရှုံးခဲ့တာမဟုတ်ဘူးတောက်လျှောက် PR တွေပြီးတယ်68ရာခိုင်နှုန်းကိုင်ကစားတယ်18ချိန်တီကန်တယ်8ချိန်တီဂိုးပေါက်တဲ့ဂိုးမဝင်ခဲ့လို့ဒါ AC Milan တို့ကပို့ပြီးတော့ကစားကွက်ပို့တာခဲ့လို့ဒါကိုမိုတို့ရှုံးခဲ့တာအဲ့တော့လက်ရှိမှာအသေးကြီးတွေကိုတော့မှကောင်းကောင်းကြီး PR ပေးနေတဲ့ခြေစွမ်းကလာစီကိုအနေဆုံးတည်ပါပဲအထက်ပို့ပြီးရှုံးနိုင်စရာအကြောင်းမရှိဘူးလို့မြင်ပါတယ်ဒါကြောင့်ဒီဘက်ကိုကျွန်တော်ကိုမိုဘော်ဒီကိုရွေးချယ်ပေးချင်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့တင်းလင်းလာနေည၄ပွဲအနစ်ချုပ်မယ်ဆိုရင်ကျွန်တော် Brighton body Elche body ကျွန်တော် Creamoni body နဲ့ကိုမိုဘော်ဒီပါကြိုက်တူမှလိုက်ပြီးတော့ကစားစစ်ချင်ပါတယ်ညနေခင်း9 နာရီခွဲမှာမောင်းတဲ့နေနဲ့တူပြင်လာခဲ့ပါမယ်ည9 နာရီခွဲမှာတော့မမ3ခွက်ပြန်ပြီး2ခွက်ထွက်ပါမယ်ဒီရွေးချယ်မှုတွေကနေပြီးတော့အကြိုက်တူတာလေးဒီကစားရင်းနဲ့အဆင်ပြေကြပါစေလို့ကျွန်တော်စတောင်းပေးခဲ့ပါတယ်